ဖိတ်ခေါ်တာရောပြီးတော့မြန်မာအစားအသောက်ကို main ချက်ပေးရမှာဖြစ်တဲ့အတွက်မတို့မြန်မာနိုင်ငံရဲ့အနေနဲ့ရန်လဲကုန်ယူမိတယ်လို့ကိုမြန်မာအစားအသောက်တွေလည်းဖော်ပြခွင့်ရတာပေါ့နော်ဒီထဲမှာဆိုရင်မတို့ဟင်းမွဲတွေအကောင်းကြီးအများကြီးလုပ်ထားတယ်ဒါပေမဲ့ဒီထဲမှာမတို့ကနှမ်းဖက်ချင်ကိုအဓိက highlight လေးပြချင်ပါတယ်မတို့ highlight ပြချင်တဲ့အကြောင်းအရာကဒီနှမ်းဖက်ချင်ကကဘာပေါ်မှာမတို့ကဘာပေါ်မှာမရှိပါဘူးရှင်မြန်မာနိုင်ငံတနိုင်ငံမှာနှမ်းဖက်ချင်သုံးတာဖြစ်တဲ့အတွက်ဒါလေးကိုလည်း highlight လေးလုပ်ပြချင်ပါတယ်ဒီနှမ်းဖက်ချင်ကလည်းမတို့ပဲ homemade ကိုယ်တိုင်လုပ်ထားတာပါဟုတ်ကဲ့ဟုတ်ဒါလေးကတော့နှမ်းဖက်ချင်လေးပါရှင်ဟုတ်ကဲ့ဟုတ်ဒီလိုမျိုးပြိုင်ပွဲလေးတွေရှိတော့မြန်မာအစားအသောက်ကိုလည်းတင်ပြလို့ရတယ်နောက် international မှာကျွေးနေတဲ့ course by course လည်းမြန်မာအစားအသောက်ကျွေးလို့ရတယ်ဆိုတဲ့ message လေးတွေကိုပေးလို့ရတဲ့အတွက်ဒီစီစဉ်လေးကအရင်ကောင်းပါတယ်အဲကြောင့်ကျွန်တော်တို့အရင်လဲကျင်းနေမိပါတယ်ကျွန်တော်တို့ဒီပွဲမှာတော့စုတွေရခဲ့ပါတယ်ဒီမှာကျွန်တော်တို့ရခဲ့တဲ့စုကတော့ Korean Presentation Award ကိုကျွန်တော်ရခဲ့တာပေါ့နော်ဒီစုရတဲ့အတွက်လည်းကျွန်တော်အရင်ဝမ်းသာပါတယ်ကျွန်တော်တို့ကအခုကပါရီထုတ်ပြခဲ့ရဲဆိုမြန်မာရိုးရာစားစာတွေပေါ့နော်ဟိုမန္တလေးကနေလာတဲ့မန္တလေးကျိန်မုံတို့အခုကျွန်တော်တို့ဒီမှာရှိတဲ့အဲ့လိုမျိုးပေါ့နော်ဟိုအညာဒေတာထွက်တဲ့ပုံရိပ်ကြီးတို့အဲ့လိုမျိုးလေးတွေကထုတ်ပြခဲ့ပါတယ်ကျွန်တော်တို့ကအခုကပါရီထုတ်ပြခဲ့ရဲဆိုမြန်မာရိုးရာစားစာတွေပေါ့နော်ဟိုမန္တလေးကနေလာတဲ့မန္တလေးကျိန်မုံတို့အခုကျွန်တော်တို့ဒီမှာရှိတဲ့အဲ့လိုမျိုးပေါ့နော်ဟိုအညာဒေတာထွက်တဲ့ပုံရိပ်ကြီးတို့အဲ့လိုမျိုးလေးတွေကထုတ်ပြခဲ့ပါတယ် The Round House ပါကန်တော်ကြီးမျက်စိစေးုံရဲ့မျက်နှာချင်းဆိုင်မှာတည်ရှိပါတယ်ဟုတ်ကဲ့ကန်တော်ကြီးဝင်းထဲမှာပါရှင့်ဟုတ်ကဲ့ပုံမှန်ကတော့အမတို့ကဆိုင်ရမနက်9:00 နာရီကနေပြီးတော့ည9:00 နာရီခွဲထိဖွင့်ပါတယ်မနက်9:00 နာရီစပြီးတော့ breakfast ကိုမီနူကကျွန်တော်2 နာရီခွဲထိရပါတယ်ရှင့်အာလာကတ်နဲ့lunch ရှင်တာမီလူကတော့အမတို့ညမနက်10:00 နာရီခွဲကနေည9:00 ခွဲထိရပါတယ်ဟုတ်ကဲ့ဟုတ်အစားတောက်မျိုးစားတွေကတော့အမတို့မြန်မာဖူးတွေပေါ့နော်ရှမ်းခောက်ဆွဲနန်းကြီးတုပ်အမတို့ဆိုင်ရဲ့ signature မဟာပေါက်စီရောအကြီးတွေအဲ့လိုမျိုးတွေကတော့အမတို့ဆိုင်ရဲ့ signature တွေပါပြီးတော့အမတို့ဆိုင်ရဲ့အဓိကကတော့ healthy bag ကိုသွားပါတယ်အချို့မဟုတ်တာမဟုတ်လုံးဝမသုံးဘဲနဲ့ nature ကြီးပဲသုံးပါတယ်ရှင်ဟုတ်ကဲ့MI ကဖိတ်ခေါ်တာရောပြီးတော့မြန်မာအစားအသောက်ကို main ချက်ပေးရမှာဖြစ်တဲ့အတွက်မတို့မြန်မာနိုင်ငံရဲ့အနေနဲ့ရန်လဲကုန်ယူမိတယ်လို့ကိုမြန်မာအစားအသောက်တွေလည်းဖော်ပြခွင့်ရတာပေါ့နော်ဒီထဲမှာဆိုရင်မတို့ဟင်းမွဲတွေအကောင်းကြီးအများကြီးလုပ်ထားတယ်ဒါပေမဲ့ဒီထဲမှာမတို့ကနှမ်းဖက်ချင်ကိုအဓိက highlight လေးပြချင်ပါတယ်မတို့ highlight ပြချင်တဲ့အကြောင်းအရာကဒီနှမ်းဖက်ချင်ကကဘာပေါ်မှာမတို့ကဘာပေါ်မှာမရှိပါဘူးရှင်မြန်မာနိုင်ငံတနိုင်ငံမှာနှမ်းဖက်ချင်သုံးတာဖြစ်တဲ့အတွက်ဒါလေးကိုလည်း highlight လေးလုပ်ပြချင်ပါတယ်ဒီနှမ်းဖက်ချင်ကလည်းမတို့ပဲ homemade ကိုယ်တိုင်လုပ်ထားတာပါဟုတ်ကဲ့ဟုတ်ဒါလေးကတော့နှမ်းဖက်ချင်လေးပါရှင်ဟုတ်ကဲ့ဟုတ်သတိမထားမိတဲ့အရာကိုဟုတ်ကဲ့အဲ့ဒါကိုဖော်ပြချင်တာပေါ့နော်တခြားနိုင်ငံမှာလည်းမရှိသလိုပြီးတော့ဦးလန်းချောင်းအတွက်အရန်ကောင်းတယ်ပြီးတော့နှမ်းစီထုတ်ပြီးတော့အခါမှာလည်းနှမ်းစီထုတ်ပြီးတော့ waste မဖြစ်ဘူးပေါ့နော်ဒါဝဲပြန်ပြီးတော့အချင်းဖောက်တာဖြစ်တဲ့အတွက်အစာအိမ်ဦးလန်းချောင်းအတွက်လည်းကောင်းပါတယ်ရှင်ဟုတ်စုတွေကတော့အမှန်တိုင်းပြောရရင်9 ဆိုင်ဖြစ်တဲ့အတွက်9 ခုလောက်ထားရဲဆိုပေမဲ့9 ခုလုံးလို့ချင်ပါတယ်ရှင်ဒါပေမဲ့တော့ဆိုတော့အကုန်လုံးကတယောက်တစ်ခုဆိုတဲ့အတွက်စုတစ်ခုတော့ရခဲ့ပါတယ်ဟုတ်အဲ့အတွက်လည်းအရင်ပြောပါတယ်ဟုတ်ကျွန်တော်နာမည်ကတော့မြတ်သူဖြစ်ပါတယ်ကျွန်တော်တော့ The ARE Zuli Grand ရန်ကုန်ရဲ့ exhibition ဖြစ်ပါတယ်ခင်ဗျာကျွန်တော်ဒီပြိုင်ပွဲကိုစဝင်ဖြစ်တာတော့ကျွန်တော် CEO စီကနေဒါလေးကို information ရတယ်ရတဲ့အချိန်မှာဒီစီစဉ်ကလည်းမြန်မာအစားအသောက်ကို course by course နဲ့ကျွေးမယ်ဆိုတော့ကျွန်တော်စိတ်ဝင်စားတယ်နောက်မြန်မာအစားအသောက်ကိုလည်းကဘာကိုသိအောင်ဒီပြတဲ့ပွဲလေးဖြစ်တဲ့အတွက်စိတ်ဝင်စားပြီးတော့ကျွန်တော်ဝင်ပြန်ဖြစ်တာပါကျွန်တော်ဒီမှာတော့အဓိကဟင်းတွေကတော့ကျွန်တော်အညာဒေသရဲ့အစားအသောက်ဖြစ်တဲ့ဝက်သားကိုပုံရည်နဲ့ချက်ပြီးတော့လက်ပံမွေးလေးပါထည့်ပြီးတော့ချက်ပေးထားပါတယ်။ဒါလေးကို highlight လေးလုပ်ပြီးတော့ကျွေးတာပါခင်ဗျာ။ဒီလိုမျိုးပြိုင်ပွဲလေးတွေရှိတော့မြန်မာအစားအသောက်ကိုလည်းတင်ပြလို့ရတယ်။န
နောက် international မှာကျွေးနေတဲ့ course by course လဲမြန်မာအစားတော့ကျွေးလို့ရတယ်ဆိုတဲ့ message လေးတွေကိုပေးလို့ရတဲ့အတွက်ဒီစီစဉ်လေးကအရင်ကောင်းပါတယ်အဲကြောင့်ကျွန်တော်တို့အရင်လဲကျင်းနေမိပါတယ်ကျွန်တော်တို့ဒီပွဲမှာတော့စုတွေရခဲ့ပါတယ်ဒီမှာကျွန်တော်တို့ရခဲ့တဲ့စုကတော့ Korean Presentation Award ကိုကျွန်တော်ရခဲ့တာပေါ့နော်ဒီစုရတဲ့အတွက်လည်းကျွန်တော်အရင်ဝမ်းသာပါတယ်ဝက်ပုံးရီကိုပဲပုံမှန်ထမင်းဖြူနဲ့မကြွေးပဲနဲ့ဟလာ weight တက်တဲ့သူတွေစားလို့ရအောင်စီကျူသမားတွေလည်းစားလို့ရအောင်ကျွန်တော်တို့ဒါကိုဆန်ဒီလေးနဲ့ချက်ပြီးတော့ကျွေးတဲ့အတွက်ဒီဟာလေးကိုရခဲ့တာပါစားသုံးသူတွေအတွက်ဒီပြိုင်ပွဲစီစဉ်တာရောဒီလိုလေးလုပ်တဲ့အတွက်အရင်လည်းကောင်းပါတယ်စားသုံးသူတွေအနေနဲ့လည်းမြန်မာအစားအသောက်ကိုပုံမှန်စားတာထက် course by course လေးနဲ့ကျွေးရတဲ့အတွက်ပို့ပြီးတော့ international ဆန်သွားတယ်နိုင်ငံတကာမှာလည်းဒါလေးကကျွေးလို့ရတယ်ဆိုတာချပြခွင့်ရတဲ့အတွက်ကျွန်တော်အများကြီးလည်းကျေးဇူးတင်ပါတယ်။ပွဲစီစဉ်တဲ့သူတွေအတွက်ကောအားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ကျွန်တော်ကဆူရှက်ပါစင်အောင်လို့ခေါ်ပါတယ်ဟုတ်ဒါတော့ကျွန်တော်တို့ဒီအမြဲတမ်းဒီကတော့အမြဲတမ်းပြိုင်ပွဲဝင်နေကြဆိုတော့ဟိုဟိုတယ်နဲ့ခရီးရနေပြီးဖိတ်လို့ရောက်လာပါရမှုလေးရတာကျွန်တော်တို့ခုကပစ္စည်းတွေတချို့ပစ္စည်းတွေကပေါ့နော်မြန်မာနိုင်ငံမှာလည်းရှိတယ်အဲ့ပစ္စည်းတွေကျွန်တော်တို့ရအောင်လို့ထုတ်နေကြတာပေါ့နော်အဲ့လိုလေးကိုထူးကြတာပေါ့ဝက်သားနဲ့ပိုးရင်ကြီးနဲ့ကိုထုတ်ပါတယ်ဝက်သားပိုးရင်ကြီးတို့မြန်မာရိုးရပေါ့နော်ဝက်သားပိုးရင်ကြီးကိုမုတ်လင်မယားလေးနဲ့အဲ့လိုမျိုးလေးဘလိုလေးဆက်နေတာတော့ကျွန်တော်တို့ကပိုးရည်ကြီးနဲ့ဆိုထမင်းနဲ့ပဲအများတန်းစားတာပေါ့နော်ဒါပေမဲ့တို့ကျွန်တော်တို့ကမုံလီမယားနဲ့စားလိုက်တယ်အဲ့လိုမျိုးလေးပေါ့နော်ထမင်းမပေးတော့ပဲကျွန်တော်မုံလီမယားလေးနဲ့အဲ့လိုမျိုးလေးပါဟုတ်ကျွန်တော်တို့ကတော့အများတန်းဘယ်လိုခေါ်မလဲဟိုတယ်မှာတော့ဒီလိုမျိုးပေါ့နော်ဒီလိုမျိုးလေးကျွန်တော်တို့ဒီမှာအများတန်းရောင်းပါတယ်မာသာဒေးတို့ဘာလို့အဲ့လိုမျိုးလေးပေါ့နော်အများတန်းလောက်ရောင်းပါတယ်ဒီမြန်မာစားစားလေးတို့ဖူရှင်လေးလုပ်ပြီးတော့ဒီလိုပြန်ပုံစံမျိုးလေးတွေအဲ့လိုမျိုးလေးတွေဟုတ်